ရှင်မှုတယ်ဆိုတာဘာတော့ယာရုလေးရထားရင်ဒီယာရုလေးနဲ့ကျင့်တတ်တယ်စီးပွားဥစ္စာဖြစ်ရင်စီးပွားဥစ္စာလေးနဲ့ကျင့်တတ်တယ်လက်ရှိဘဝလေးမှာဆိုလက်ရှိဘဝလေးနဲ့ကျင့်တတ်နေတယ်ဒီတဲ့အစင်မြင့်တဲ့အလုပ်တစ်ခုကိုလုပ်ဖို့ရလူတွေဟာမေ့လျော့နေကြတယ်အဲ့ဒါကိုရင်မှုတယ်လို့ခေါ်တယ်ရှင်မှုတယ်ဆိုတာကျင့်တတ်နေတာကိုယ့်အခြေအနေလေးနဲ့လူတွေဟာကျင့်တတ်နေကြတာအဲ့တော့ကျင့်တတ်တယ်ဆိုတာမကောင်းဘူးလားလို့ပြောမယ်ဆိုလို့ရှိရင်လှုပ်တဲ့လှုပ်တိုက်တာတွေကိုမလှုပ်ဖဲနေရင်ဆုံးရှုံးမှုတွေကအများကြီးဖြစ်တယ်ကိုယ့်ဟာလေးနဲ့ကိုယ်ကျင့်တတ်နေနော်ကျင့်တတ်တယ်ဆိုတာရစ်မှုနေတာဆိုလို့တယ်ကဲရစ်မှုပုံကဘယ်လိုတွေရစ်မှုကြတော့ဆိုတာထင်ရှားအောင်ပြောရမယ်ဆိုရင်လူငယ်လူရွယ်လေးတွေဟာဘာနဲ့ရစ်မှုလဲဆိုရင်သူတို့ရဲ့နုပြိုတဲ့အရွယ်နဲ့သူတို့ကရစ်မှုတယ်လူငယ်ဆိုတာလူငယ်စိတ်လေးနဲ့ရစ်မှုနေတာလူငယ်စိတ်နဲ့ရစ်မှုနေသည့်အတွက်ကြောင့်သူဟာကောင်းတာလုပ်ဖို့အရေးကြီးတာလုပ်ဖို့မကြိုးစားဖြစ်ဘူးတတိပဋ္ဌာဖြစ်ဘူးအဲ့ဒါကိုယုပနမဒလို့ခေါ်တယ်နုပြုတ်တဲ့အရွယ်လေးမှာရစ်မှုနေတာကျင့်တတ်နေတာလေဒါလေးနဲ့လူငယ်လူရွယ်လေးတွေဟာကျင့်တတ်ပြီးတော့နေကြတာကိုယ့်ဘဝမှာပြောသလိုနေကြတယ်ကျင့်တတ်ကြတယ်ခြေနေတစ်ခုကျင့်တတ်တယ်အဲ့ဒီကျင့်တတ်နေတာဟာသာဝရလားကိုကျင့်တတ်နေတဲ့နုပြုတ်မှုဟာသာဝရလားဆိုဘယ်မှာတော့သိမကြဘူးနော်လူဘဝရလာပြီးတော့သိမကြဘူး30 40လောက်50လောက်ရောက်လာပြီဆိုရင်နုပြုတ်မှုတွေကဆုံးရှုံးသွားပြီလေတဖြည်းဖြည်းဆုံးရှုံးသွားခေါင်းပေါ်ဆိုရင်နေရာဖြူဆေးဆိုးရဖို့လိုလာပြီသွားတွေကကျိုးလာပြန်ဆိုင်ဖို့လိုလာအဲ့တော့ကိုကတော့ပျော်လို့မပြီးသေးဘူးအဲ့တော့နုပြုတ်မှုပေါ်မှာလဲလူဟာရင်မှုတတ်တယ်ကျမ်းမာနေလို့ရှိရင်လေကျမ်းမာမှုပေါ်မှာငါကျမ်းမာတယ်ငါလုံနိုင်တယ်ဆိုတဲ့အနေအထားမျိုးပေါ်မှာလေလူဟာကျင့်တတ်နေအဲ့ဒီကျင့်တတ်နေတာရင်မှုနေခြင်းပဲအေးကျမ်းမာနေတဲ့လူတယောက်ကငါမှဘာယောဂမှမဖြစ်ဘူးလို့ကျင့်တတ်နေတဲ့အချိန်လေးမှာကောက်ခါငင်ငါယောဂတစ်ခုရပြီဆိုရင်ယူကျုံမရဖြစ်သွားအဲ့ချာဖြစ်ရနေခြင်းအဲ့လိုဖြစ်တယ်နော်အဲ့ဒါအာရောချမရလို့ခေါ်တယ်ကျမ်းမာတဲ့အပေါ်မှာရင်မှုပြီးတော့ကျမ်းမာတော့ငါဘာအကျိုးရှိတာလောဘမလဲဆိုတာကိုမစင်စားဘူးကျမ်းမာလို့သွားလိုက်မယ်လာလိုက်မယ်စားလိုက်မယ်လှုပ်လိုက်မယ်ကြိုင်လိုက်မယ်ဆိုတဲ့အပေါ်မှာပြောသလိုနေလိုက်မယ်ဆိုတာတွေနဲ့ရင်မှုနေတယ်အေးငါဘဝဟာထာဝရမဟုတ်ဘူးကျမ်းမာနေတာလဲထာဝရမဟုတ်ဘူးဆိုတာကိုတတိတဲ့ခေါင်းထဲကိုထည့်ကိုမထည့်ဘူးဟောအဲ့လိုမထည့်သည့်အတွက်ကြောင့်မကျမ်းမာမှုနဲ့တွေ့လာတဲ့အခါကျမှကျမ်းမာမှုဆုံးရှုံးသွားပြီဆိုတဲ့အခါကျတော့ဘာဖြစ်လဲသူဖြည့်ရလေခြင်းဆိုတော့ကဝင်လာထို့တူပဲလူတွေဟာအသက်ရှင်နေသေးလို့ရှင်ဇီဝိတမထလို့ခေါ်တယ်သက်ရှင်မှုပေါ်မှာရင်မှုကြတယ်အဲ့ဒီလိုရင်မှုကလည်းပဲတည်သွားတဲ့လူတွေတွေ့ရင်သူကဘာကြောင့်တည်တာအစားမလို့တည်တာပဲသွေးတက်လို့တည်တာဘာဖြစ်လို့မစင်ញင်လို့အရက်တွေတောက်လို့စသဖြင့်တည်တဲ့လူပဲအပြစ်တင်ပြီးတော့အကုန်လုံးပြောကြတယ်နော်တည်မှာပေါ့ဒီလူကဘာလုပ်တာကိုကြတော့တည်မယ်လို့ထင်မှမထင်တာနော်အဲ့ဒီလူတွေပြောပြီးတော့အသက်ရှင်မှုပေါ်မှာရင်မှုပြီးတော့ထုံးစံအတိုင်းပဲနေပြန်တာပဲဘယ်တော့မှတရားမလုံနိုင်သေးဘူးဒါမအားသေးဘူးအလောကရှိသေးတယ်တခြားလောကအရေးကြီးတယ်နော်ဒီဟာကိုရက်ရွှေ့လိုက်တယ်လာတွေရွှေ့လိုက်တယ်နှစ်တွေရွှေ့လိုက်တယ်တရားနဲ့ပတ်သက်ပြီးစဉ်းစားဖို့ရခေါင်းထဲမှာမထားဘူးရွှေ့ထားတယ်ဟောပြုတ်ကနေတည်တော့မယ်ဆိုတဲ့အခါကျဒုက္ခရောက်ပြန်ရောအဲ့ဒါရှင်မှုတယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုပြောတာနော်အဲ့ဒါကြောင့်မို့လို့အပ္ပမတ္တာရှင်မှုမေ့လျော့ခြင်းကင်းပြီးတော့ဝိသက္ခဏာကိုရထားတဲ့အခြေအနေတစ်ခုမှန်မှန်ကန်ကန်ဆင်ခြင်သုံးသပ်တတ်တဲ့ဒီတာပညာရှိပုဂ္ဂိုလ်တွေသာလျှင်ခုနပြောတဲ့တကယ်ကိုအထွတ်မြတ်ဖြစ်တဲ့တိမ်မွေးတဲ့နိဗ္ဗာန်ဆိုတဲ့တရားအငြိမ့်တက်ကိုရရှိနိုင်ကြတာဖြစ်တယ်သူတော်ကောင်းနဲ့ပေါင်းမှဒါတွေကိုရနိုင်တယ်သို့မို့ဆိုရင်ဒါတွေရကောင်းမှတောင်မသိဘူးလို့ဒါကြောင့်သူတော်ကောင်းတွေနဲ့ပေါင်းမှလို့ရှင်ပုံနာကဒီလိုဆုံးမစကားအမှတ်တရစကားကိုပြောကြားခဲ့တာဖြစ်တယ်